တမိုင်းတွေကစစ်ပွဲတွေဆိုတာကလေတော်ရုံတန်ရုံမတော်တဆဖြစ်တယ်ဆိုတာမရှိသလောက်ပါပဲအကြောင်းရင်းဒီအကြက်တဲတွေစုံလာပြီးတော့မှမလွဲမရှောင်တာပေါက်ကွဲထွက်လာတာမျိုးပါအခုတင်ဆက်မဲ့ဇလန်းကလည်းအဲ့လိုပဲတစ်ခုနဲ့တစ်ခုမဆိုင်တယ်လို့ထင်ရတဲ့အကြက်တဲကြီးတစ်ခုကဘလုံးများစုံစည်းထွားပြီးတော့တွဲထွက်တန်ရုံမှုအများဆုံးစစ်ပွဲကြီးတစ်ခုဖြစ်လာခဲ့တယ်လဲဆိုတော့ကိုကြည့်ကြရမှာပါဒီစကားကိုနားထောင်ကြည့်လိုက်ပါဒါက1990ကစစ်ပွဲပြီးကစားမှာပါကစ္စတန်လေးတပ်မှုချုပ်ကိုရိုင်းရဲ့ဘာဇက်ကထွက်လာတဲ့စကားပါစီးရဲ့အချက်အတဲကဘလောက်တောင်ကြီးမားနေပြီလဲဆိုတော့ဒီစကားတစ်ခုနဲ့ထိနိုင်တယ်ဟုတ်တယ်စစ်ရှုံနာထက်တောင်ပိုဆိုးတဲ့ရှင်နေပါသူတို့ရဲ့လက်တက်လုံးနိုင်ငံရဲ့ကြောရုံတစ်ခုလုံးပြိုလဲသွားနိုင်တဲ့အန်ဒရယ်နဲ့ရင်ဆိုင်နေရတာပါ1965စစ်ပွဲပြီးတော့လေပါကစ္စတန်လေးတပ်ဖီးရဲ့ပေါ့သူတို့တက်အကြီးဆုံးရန်သူကအိန္ဒိယမဟုတ်တော့ဘူးအော်စရာကောင်းတာကသူတို့ရဲ့အရင်ကြီးဆုံးမဟာမိတ်ဖြစ်တဲ့အမေရိကန်နိုင်ငံဖြစ်နေခဲ့တယ်ဘာလို့လဲဆိုတော့အမေရိကန်ကချမှတ်လိုက်တဲ့လမ်းနဲ့ပိတ်ဆို့မှုကြောင့်ဖီးရဲ့တစ်ခုလုံးဝရပ်တန့်တော့မယ်အခြေအနေဆိုကြီးကိုရောက်သွားခဲ့လို့ပါပဲအမေရိကန်ရဲ့ပိတ်ဆို့မှုကဘယ်လောက်ထိပြင်းတယ်လဲဆိုတာကိုကြည့်အောင်ပါကစ္စတန်လက်ထက်ရဲ့ရှေ့တန်းတိုက်ခိုက်ရေးဆွမ်းရည်ကအမေရိကန်လက်နက်တွေပေါ်မှာပဲလုံလျားမိခေါ်နေကြတာအခုတော့ F104 တွေ F86 တွေ B57 လိုမျိုးသူတို့ရဲ့အထူးတိုက်လျင်တွေအလုံးမြေပြင်ပေါ်မှာပဲအကြာကြီးရပ်ထားရတော့မယ်ဂိမ်းဆိုင်သွားတယ်အပေါ်ပစ္စည်းမရှိတော့ဘူးလေပိုဆိုတာကစစ်အသွင်မှာဆုံးရှုံးသွားတဲ့လေနဲ့လေမှာအစားထုတ်ဖို့ဘာနီးလမ်းမှမရှိတော့တာပါပဲလေတက်လုံးချင်းနေသွားတာပေါ့ဒါပဲလေဒီလိုအချက်တဲမျိုးချာမှာပါကစ္စတန်လေတက်ကလည်းမြောက်ရှုံးမပေးခဲ့ဘူးပြိုလဲမသွားခဲ့ဘူးသူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုအမြန်ဆုံးပြန်တီရှောင်းနိုင်ဖို့အတွက်ကဘာနတ်ကိုမျက်စိဖွင့်လီမဟာမိတ်သစ်တွေလျန်သစ်တွေကိုအတဲအတန်လိုက်ရှာခဲ့ပါတယ်ဒါကသူတို့အတွက်တကယ်ကိုရှင်တန်ရေးတိုက်ပဲတခုလိုပါပဲဒီချင်းစရာကိုကြည်လိုက်ရင်တွတ်တူဘလောက်မြန်ဆန်းနဲ့ထိရောက်လှုပ်ရှားခဲ့တဲ့ဆိုတော့တွေ့ရပါလိမ့်မယ်စစ်အေခစ်ချီရဲ့အလဲခေါင်ပါနော်အရင်ကအမေရိကပေါ်မှာပဲတစ်ဖက်သက်မိခွန်နေရတဲ့အခြေအနေကနေအမေရိကန်ရဲ့ရန်ပက်အုပ်စုဖြစ်တဲ့တရုတ်ပြီးတော့ဥရောပနိုင်ငံတွေစီကိုချက်ချင်းဆိုသလိုဥတီပြောင်းလဲနိုင်ခဲ့တဲ့ဒါကတနမန်ရတော့စီရပါအလွန်ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ပြောရမှာပါCanada Sebres တွေရဲ့နောက်ခွဲကဇလန်းကတော့တကယ်ကိုစိတ်ဝင်စားစရာတယ်ဒီလင်းတွေကအမေရိကန်နီးပညာနဲ့လှုပ်ထားတာဆိုတော့အမေရိကန်ကတိုက်ရိုက်ရောင်းချခွင့်ပိတ်ထားတယ်ဒါကြောင့်ပါကစ္စတန်ကဘာလုပ်လဲဆိုတော့အနောက်ဂျာမနီစီကနေတိုက်ရိုက်ဝယ်လို့မရတဲ့အတွက်အီရန်ကိုဂျာခိုင်ဖစ်ထုံးလိုက်တယ်အီရန်ကဂျာမနီစီကနေဖြူပင်ထင်းထင်းမှုလုပ်ဖို့ဆိုတဲ့ခေါင်းစဉ်တပ်ပြီးဒီလီယန်တွေကိုယူလာတယ်ပြီးတော့မှပါကစ္စတန်လီတပ်ထက်ကိုလွှဲပေးလိုက်တာဒါကိုကြည့်ရင်သူတို့ဘက်ကဘလောက်တောင်အရေးတကြီးလိုအပ်နေတယ်လဲပြီးတော့အဲ့ဒီလိုအပ်ချက်ကိုဖြူဖို့ဘလောက်ထိပါနှက်ထည်တယ်လဲဆိုတော့ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ပင်တစ်က Mirage 3တွေကိုဝယ်လိုက်တာကတော့လီယန်အဟောင်းကိုအစ်စ်နဲ့အစားထိုးတာတဲ့အများကြီးပိုပါတယ်ဒါကဒေတာတွေမှာခထမဆုံးအတန်းထက်နဲ့ဆက်မြန်တဲ့ Bisonic လို့ခေါ်တဲ့လီယန်ကိုပိုင်ဆိုင်လိုက်တာပဲဒီပညာပိုင်းမှာတကယ်ကိုကြီးမားတဲ့ခုံပြန်ကျော်လွှမ်းမှုတစ်ခုပေါ့ဒီတစ်ချက်ထဲတဲ့အိန္ဒိယလေတပ်ကိုအသာစီးရသွားနိုင်တဲ့အနေအထားမျိုးဖြစ်သွားပြီး PAF ရဲ့ကြာဆင်းနေတဲ့စိတ်ဓာတ်နဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ပါတယ်ဟုတ်ပြီပါကစ္စတန်လေတပ်ကကောင်းကင်မှာသူတို့ရဲ့အင်နာကိုဒီလိုပြန်လဲတည်ဆောက်နေတဲ့အချိန်မှာပဲမြေပြင်ပေါ်မှာတော့နိုင်ငံတစ်ခန်းလုံးကိုနှချမ်းခွဲပြီးမဲ့မုန်တိုင်းတွေကိုတဖြည်းဖြည်းနဲ့အားကောင်းလာနေဖေးပြီးအရှေ့ပါကစ္စတန်မှာနိုင်ငံရေးနဲ့ယဉ်ကျေးမှုဆိုင်ရာမကျေနပ်မှုတွေကပေါက်ခွဲထွက်တော်မဲ့ခြေနေကိုရောက်နေခဲ့ပါပြီဘင်္ဂလီတွေတွေ့တော့လေဒါတွေကစင်းစရာတွေမူဝါဒတွေထက်အများကြီးပူပါတယ်သူတို့ကကိုယ်နိုင်ငံရဲ့အစိုးရနဲ့စစ်တပ်မှာသူတို့အတွက်နေရာမရှိဘူးလို့ခံစားခဲ့ရတယ်သူတို့ခက်ခဲရှာဖွေထားတဲ့စီးပွားရေးကျိုးမြတ်တွေကိုအနောက်ပါကစ္စတန်ကယူသွားတယ်လို့ယုံကြည်ခဲ့ကြတယ်အဆိုးဆုံးကတော့အရှိကိုကာကွယ်ရေးဟာနောက်မှပဲရှိတယ်ဆိုတဲ့မူဝါဒပဲဒါကသူတို့ကိုလုံးဝကာကွယ်မှုမဲ့သူတို့ခံစားရစေခဲ့တယ်ပြောရရင်သူတို့ကကိုယ်နိုင်ငံမှာပဲဒုတိယတန်းစားနိုင်ငံသားတွေလို့ဖြစ်နေခဲ့တာပါ1600ဒီကိန်းကနန်ကပါကစ္စတန်နိုင်ငံရေးကိုတပတ်လက်ရှိခဲ့တဲ့ကိန်းကနန်တစ်ခုပါပဲ1990ရွေးကောက်ပွဲမှာဘင်္ဂလီအဝါမီလီပါတီကအရှေ့ပါကစ္စတန်မှာရှိတဲ့အမတ်နေရာ1660နေရာမှာ1660နေရာအထီးကိုအပြတ်တက်နိုင်သွားခဲ့တယ်ဒါဟာအရှေ့ပါကစ္စတန်မှာတင်မဟုတ်ဘူးတနိုင်ငံလုံးအတိုင်းအတာနဲ့အစိုးရဖွဲ့နိုင်တဲ့အများစုအာဏာကိုရသွားတာပါဆက်စုနဲ့ပေါင်များဆိုအနောက်ပါကစ္စတန်ကပဲချုပ်ကင်ထားခဲ့တဲ့အာဏာချင်းခွင်လျာကအရှေ့ဘက်ကိုတိတိတတ်တတ်ရင်းသွားစေခဲ့ပါပြီအဲ့ဒီမှာပဲပြဿနာရဲ့အထူးအချက်ကိုရောက်လာတာပဲအနောက်ပါကစ္စတန်ကအာဏာရှိအတိုင်းအဝိုင်းကလည်းဒီမိုကရေစီညှင်းချက်ရွေးကောက်ပွဲရလဒ်ကိုလက်ခံပြီးဘင်္ဂလီလူအာဏာလွဲပေးဖို့လုံးဝကိုဝန်လင်းနေခဲ့တယ်ဒီညှင်းဆန်မှုကပဲရှေ့ဆက်ဖြစ်လာမယ်ချင်းမနဲ့ထိတိုက်သွေးမှုကြီးတစ်ခုကလန်ခင်းပြလိုက်သလိုဖြစ်သွားခဲ့ပါတယ်နိုင်ငံရေးအခြေအနေတွေကတင်းမာနေတော့မှာပဲဒီအကြက်အတေးတစ်ခုလုံးကိုနောက်ပြန်မလှည့်နိုင်တော့တဲ့အခြေအနေစီကိုတွန်းပေါ်လိုက်မဲ့အဖြစ်ပြက်တစ်ခုဖြစ်လာခဲ့ပါတယ်အိန္ဒိယလေကြောင်းလိုင်းကလေယာဉ်တစ်စင်းကိုပြန်ပစ်ဆက်ပြီးပါကစ္စတန်နိုင်ငံလာဟိုမြို့ကိုခေါ်သွားတဲ့
ဒီမှာထူးခြားတာကအနောက်ပါကစ္စတန်ကပူတိုလို့နိုင်ငံရေးသမားကြီးတွေကပြန်ပေးဆွဲသမားတွေကိုလူသိရှင်ကြားသူရဲကောင်းတွေလို့ချီးကျူးထောက်ခံခဲ့ကြတာပဲဒီလိုရက်ကမီးလောင်နေတဲ့ဘန်ကလီတွေရဲ့မကျေနပ်မှုကိုတက်စီလောင်းပြီးအရှင်မင်းပေးလိုက်တယ်လို့ပါပဲ ဒါကတိုက်ဆိုင်မှုတစ်ခုလားဒါမှမဟုတ်အကွက်ချက်ချက်စီစဉ်ထားတဲ့ဇလန်တစ်ပုတ်လားဘာကြောင့်လဲဆိုတော့ဒီလေရင်ပြန်ပြီးဆွဲမှုနဲ့နောက်ပိုင်းမှာလေရင်ကိုမီးရှို့ထွေစီလိုက်တာတွေဟာအနောက်ပါကစ္စတန်အစိုးရသစ်ဖွဲ့စည်းရေးနဲ့အာဏာလွဲပြောင်းရေးကိုရွှေ့ဆိုင်းဖို့အကောင်းဆုံးကြောင်းပြချက်တစ်ခုဖြစ်လာခဲ့လို့ပဲသူတို့လိုချင်နေတဲ့အကြောင်းပြချက်ကိုအချင်းကပ်ရလိုက်တယ်လို့ဖြစ်နေတာကြောင့်ဒါဟာသမိုင်းပညာရှင်တွေကြောင့်မှခခုထိတိုက်အငင်းပွားနေရတဲ့အကြောင်းအရာအခုပါ အိန္ဒိယဘက်ကတုံ့ပြန်မှုကလည်းချစ်ချင်းပဲပြီးတော့ပြင်းထန်တယ်သူတို့လေပိုင်တဲ့ထဲကိုပါကစ္စတန်လေရင်အားဆုံးဖျက်တမ်းပြန်တမ်းခွင့်ကိုလုံးဝပိတ်ပင်လိုက်တယ်ဒီချက်တဲနဲ့တင်ပါကစ္စတန်ရဲ့အရှေ့နဲ့အနောက်အပိုင်းတစ်ခုကပထဝီဝင်အရာတို့စစ်ရေးရပါထိထိရရကွဲကွာသွားသလိုဖြစ်သွားတယ်အရင်ကအိန္ဒိယပေါ်ကနေတိုက်ရိုက်ပြန်လို့ရတဲ့ခရီးကအခုတိရိလင်္ကာကိုပတ်ပြီးသွားတော့မယ်စစ်သားတွေလက်နက်တွေထောက်ပံ့ပြီးဖြစ်စီတွေပို့ဖို့အချင်းရောကုန်ကျစရိတ်ရောအဆက်ပေါင်းများစွာပိုခက်ခဲသွားစေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲနိုင်ငံရေးအရာဖြည့်ရှင်းလို့မရတော့ဘူးလို့ယူဆလိုက်တဲ့အနောက်ပါကစ္စတန်ကအင်အားတုံးဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်နိုင်ငံရေးအကြက်တဲကအကြမ်းဖက်မှုအဖြစ်ပြောင်းလဲသွားပြီးသူတို့ရဲ့ကိုယ်ပိုင်ပြည်သူတွေကိုပဲစစ်တပ်နဲ့နှိမ့်နှင်းဖို့လှုပ်လာပါတော့တယ် Operation Searchlight ဒီနာမည်ကတမိုင်းမှာတော့တွေးထွက်တန်ရွယ်မှုတွေနဲ့ပြည့်နေနေတဲ့နှိမ်နှင်းမှုကြီးတစ်ခုရဲ့တရားမဝင်အစာကိုအမသားပြုတဲ့စစ်စင်ရေးနာမည်ဖြစ်လာခဲ့ပါပဲ။ဒါဟာအရှိပါကစ္စတန်ရဲ့လွတ်လပ်ရေးမျိုးလင့်ချက်ကိုအမောင်ချပြီးချေမှုန်းပစ်ဖို့စ조사မှုအခုပါပဲ။ ဒီအစစ်စင်ရေးကဂျပန်တိုက်ခိုက်မှုတစ်ခုမဟုတ်ခဲ့ပါဘူးအစင်စနစ်တကျစီစဉ်ထားတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဖိနှိုက်မှုတစ်ခုပါပထမဆုံးနိုင်ငံရေးခေါင်းဆောင်တွေကိုဖမ်းဆီးတယ်ပြီးတော့အသိပညာရှင်ပညာတတ်တွေရဲ့ဗဟိုချက်ဖြစ်တဲ့တက္ကသိုလ်ကိုတိုက်ခိုက်တယ်နောက်တစ်ဆင့်ကတော့ဘင်္ဂါလီရဲတွေနဲ့စစ်သားတွေရဲ့လက်နက်တွေကိုအကုန်သိမ်းပြီးခုခံနိုင်စွမ်းမရှိအောင်လုပ်တယ်နောက်ဆုံးမှာတော့အကြက်သားပြည်သူလူထုတရက်လုံးကိုထိတ်လန့်ကြောက်ရွံ့သွားအောင်လှုံ့ဆော်ခဲ့ပါတယ်ဒါဟာနိုင်ငံရေးပြဿနာကိုဖြေရှင်းတာမဟုတ်ပဲလူမျိုးတစ်မျိုးရဲ့ဆန္ဒကိုရရဆက်ဆက်ချေမွမ်းဖို့ကြိုးပမ်းမှုတသက်ပါပဲအရှေ့ပါကစ္စတန်မှာဖြစ်နေတဲ့နေနေမှုတွေချက်ချင်းအကျိုးဆက်ကအိန္ဒိချင်းအိန္ဒိယနိုင်ငံကိုခက်ခဲတဲ့အကြက်တဲ့အခုစီကိုတန်တန်မမတွန်းပို့လိုက်ပါတယ်အရှေ့ပါကစ္စတန်ကအကြမ်းဖက်မှုတွေကနေအသက်လွတ်ပြီးထွက်ပြေးလာတဲ့လူတွေတန်းနဲ့ချီပြီးတော့ရတရပတ်အနေနဲ့အတွင်းမှာပဲအိန္ဒိယနိုင်ငံကအလုံးရင်းနဲ့ဝင်ရောက်လာကြတယ်ဒါဟာ20ရာစုရဲ့အကြီးမားဆုံးလူသားချင်းစံတာမှုအကြတဲ့ဒုက္ခတိအကြတဲ့တွေကတစ်ခုဖြစ်လာခဲ့တယ်ဒီအဖြစ်အပျက်ကြောင့်ပါကစ္စတန်ရဲ့ပြည်တွင်းရေးပြဿနာဟာနိုင်ငံတကာပြဿနာတစ်ခုဖြစ်ချက်ချင်းဆိုပြောင်းလဲသွားခဲ့တယ်အဲ့ဒီမှာအိန္ဒိယဝန်ကြီးချုပ်အိန္ဒိရာဂန်ဒီကဒေါသတကြီးနဲ့ချက်ချင်းစစ်ရေးအရာဝန်ဆွတ်ဖက်ဖို့ဒီစဉ်းစားခဲ့ပေမဲ့သူရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးမာနတ်ချိုကတမိုင်းကိုပြောင်းစေမဲ့အကြံဉာဏ်တစ်ခုပေးခဲ့ပါတယ်သူကစစ်ခံစားမှုကိုရှေ့တန်းမတင်ပဲယာတိဥတုကိုထည့်စဉ်းစားခဲ့တယ်မကြခင်မှာမုတ်တုံရာဒီရောက်တော့မှမို့လို့စစ်ရေးလှုပ်ရှားမှုတွေအတွက်အလွန်ခက်ခဲမဲ့အောင်မြင်မှာမဟုတ်ဘူးလို့သူကတတိပေးခဲ့တယ်ဒါကြောင့်အချင်းကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြတယ်ဒီဆုံးဖြတ်ချက်ကပဲနောင်ဖြစ်လာမဲ့စစ်ပွဲရဲ့ရလဒ်ကိုအဆုံးဖြတ်ပြီးမဲ့အချက်တစ်ချက်ဖြစ်လာခဲ့ပါတယ်ဒီတော့ချင်းနေအလုံးကပောက်ကွဲဖို့အသင့်အနေထားကိုရောက်နေပါပြီတစ်ဖက်မှာမီဟုံတောက်နေတဲ့ပြည်တွင်းပြည်ဖက်ကနောက်တစ်ဖက်မှာနေဆက်ကိုဖျက်ချောလာတဲ့ဒုက္ခတဲ့တမ်းပေါင်းများစွာပြီးတော့ချင်းကောင်းကိုစောင့်ဆိုင်နေတဲ့အင်အားကြီးစစ်တပ်တစ်ခုမိကွန်းကတော့မုတ်တုံမိုးတွေရတန့်သွားတဲ့အခါဘာဆက်ဖြစ်မလဲအဖြေကတော့1971အင်ဒိုပါကစ္စတန်စစ်ပွဲကြီးပဲမလွဲမသွေပောက်ကွယ်ထုံမှုမှာပဲ